အားလုံးပဲမင်္ဂလာပါပေါလောင်းမီဒီယာကနေပြီးတော့မှဒေတာတွင်တင်တဲ့ပုတ်ကိုတင်ဆက်ပေးချင်ပါတယ်အဲ့ဒီတင်ကတော့စီးကနေပြီးပညာရေးဆိုင်ရာလူထုအမြင်ဖွင့်ဆွေးနွေးပွဲတွေနေရာ9နေရာမှာကျင်းပပြုလုပ်နိုင်ခဲ့တယ်ဆိုတဲ့တင်ပဲဖြစ်ပါတယ် Supporting Essential Education C ရဲ့ Basic Education Program အခြေခံပညာရေး program ကနေဦးဆောင်ပြီး2025-2026ပညာသင်နှစ်အတွင်းကရန်ဒေတာအတွင်းမှာရှိတဲ့ကျေးရွာတွေနဲ့စစ်ဆောင်ကန့်တွေမှာရှိတဲ့ဒေတာခံလူထုတွေစစ်ဘေးရှောင်နေကြတဲ့ကျောင်းသားကျောင်းသူတွေမိဘတွေကျောင်းကောင်တီဆရာဆရာမစတာတွေနဲ့အတူ Education Sensitization Event ESE ခေါ်ပညာရေးဆိုင်ရာလူထုအမြင်ဖွင့်ဆွေးနွေးပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။အဲ့ဒီပညာရေးဆိုင်ရာလူထုအမြင်ဖွင့်ပွဲဟာကရန်ဒေတာအတွင်းမှာရှိတဲ့နေရာ9နေရာမှာကျင်းပပြုလုပ်နိုင်ခဲ့တာဖြစ်ပြီးရရွာလူမှုအတိုင်းဝိုင်းတွေမှာပညာရေးဦးစားပေးမှုတွေကိုပုံမမြင့်တင်နိုင်ဖို့အခြေခံပညာရေးဝန်ဆောင်မှုမြင့်တင်နိုင်ဖို့နဲ့စာတတ်မှုနှုန်းမြင့်မားလာစေဖို့အပြင်ကျောင်းသားမိဘတွေပညာရေးမှာပုံမစိတ်ဝင်စားပါဝင်လာဖို့နဲ့လူငယ်တွေနဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာအသိပညာနဲ့ခွင့်လန်းတွေကိုလက်လန်းမီလာစေဖို့စတဲ့ရည်ရွယ်ချက်၃ချက်နဲ့ကျင်းပခဲ့တာဖြစ်ပါတယ်။အဲ့ဒီပညာရေးဆိုင်ရာလူထုမြင်ဖွင့်ဆွေးနွေးပွဲမှာစီအဖွဲ့ရဲ့နောက်ခံသမိုင်းအကျဉ်းနဲ့လှုပ်ဆောင်ချက်အားတင်ပြတာတွေပညာရေးဆိုင်ရာဆွေးနွေးဟောပြောတာတွေအပြင်ရိုးရာအကပြိုင်ပွဲတွေပုံပြင်ဆက်ပြောပြိုင်ပွဲတွေကြပန်းပြိုင်ပွဲနဲ့အကစားပြိုင်ပွဲတွေပါထည့်သွင်းပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။